အခုရက်ပိုင်းဘန်ကောက်ရဲ့မနက်ခင်းတွေကပုံမှန်နေ့တွေနဲ့မတူညဉ့်ညမ်းမှုတွေရှိနေပါတယ်။ဒါဟာရက်ပေါင်းကြာမြင့်နေပါပြီ။ဘန်ကောက်ကိုရောက်နေတဲ့သူတွေဒါမှမဟုတ်လာဖို့ရှိတဲ့သူတွေသတိထားပါအခုဘန်ကောက်မြို့ရဲ့လေထုဟာအန္တရာယ်ရှိတဲ့အဆင့်ကိုရောက်နေတာပါအခုရက်ပိုင်းဘန်ကောက်မြို့ရဲ့နေရာအနှံ့အပြားမှာ PM2.5 အဆင့်ရှိတဲ့အလွန်သေးငယ်တဲ့ဖုန်မှုန့်တွေဟာသတ်မှတ်စံနှုန်းထက်အဆပေါင်းများစွာမြင့်တက်နေပါတယ်ကောင်းကင်ကိုကြည့်လိုက်ရင်မြူတွေလိုထင်ရပေမဲ့တကယ်တော့ဒါတွေဟာကျန်းမာရေးကိုပြင်းထန်ထိခိုက်စေနိုင်တဲ့လေထုညစ်ညမ်းမှုတွေပါအထူးသဖြင့်အဆုတ်နဲ့နှလုံးရောဂါရှိသူတွေကလေးသူငယ်တွေအတွက်ပိုပြီးစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်လေထုညစ်ညမ်းမှုအန္တရာယ်ဟာအခုဆိုရင်ထိုင်းမှာနှစ်စဉ်လိုကြုံတွေ့နေရတဲ့အခြေအနေဖြစ်ပြီးအချို့သောရက်တွေမှာအလွန်ဆိုးရွားပြီးအန္တရာယ်ရှိတဲ့အနေအထားမှာပါမိမိအိမ်မှာလေသန့်စက်ရှိရင်အသုံးပြုသင့်ပါတယ်ကလေးငယ်တွေအပြင်အသက်ကြီးရွယ်အိုတွေနဲ့ပန်းနာရင်ကျက်အခမ်းရှိသူတွေအနေနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေပိုပြီးကြုံတွေ့ရနိုင်ခြေရှိတာမို့သတိပြုစေချင်ပါတယ်။သင့်မိသားစုမှာမျက်စိဆက်တာ၊လည်ချောင်းနာတာ၊အသက်ရှူကျပ်တာမျိုးတွေဖြစ်ခဲ့ရင်နီးစပ်ရာဆေးရုံဆေးခန်းတွေပြသပြီးတိုင်ပင်သင့်တယ်လို့ကျွမ်းကျင်သူတွေကအကြံပြုထားပါတယ်။ဒါကြောင့်အပြင်ထွက်ရင်သာမန်မတ်ထက်စာရင်လေထုညစ်ညမ်းမှုကိုကာကွယ်ပေးနိုင်တဲ့ N95 မတ်မျိုးကိုမဖြစ်မနေတပ်ဆင်ကြဖို့တိုက်တွန်းချင်ပါတယ်ဖြစ်နိုင်ရင်အပြင်ထွက်တာကိုလျှော့ကြပါအိမ်ထဲမှာပဲနေပါကိုယ့်ရဲ့ကျန်းမာရေးကိုကိုယ်တိုင်ဂရုစိုက်ကြပါဦးနော်။